အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Grade 12 English Unit 1 Good Manners 1A Reading အပိုင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပြီးသွားမှာပဲဖြစ်ပါတယ် Let's look at 1A reading. We have to go pre-reading questions. Okay, number 1 question is, how polite do you think you should be to these people? How polite? ဘယ်လိုမျိုးရည်ကြည်ရမယ်လို့တဲ့ do you think မင်းထင်ပါတယ်လဲ you should be မင်းကဖြစ်တဲ့နေပေါ့ to these people အောက်မှာပေးထားတဲ့လူတွေနဲ့ပတ်သက်ပြီးတော့မင်းကဘယ်လောက်ထိရည်ကြည်ရမယ်လို့ထင်တယ်လဲเนาะအောက်မှာသူကဇယားခွက်လေးပေးထားပါတယ်ပထမ column မှာ people လူတွေနဲ့ပတ်သက်ပြီးတော့ရေးထားပါတယ်ပြီးတော့ a little polite เนาะဒါဆိုရင်အဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့ a little polite နည်းနည်းပဲရည်ကြည်ရမှာလားဒါမှမဟုတ်ရင် polite ရည်ကြည်ရမှာလားဒါမှမဟုတ်ရင် very polite အလွန်ကိုမှရည်ကြည်ရမှာလားပေါ့เนาะ Okay ကိုထင်တဲ့အဖြေကိုဖြေလို့ရပါတယ် Okay take your answer မင်းရဲ့အဖြေကို tick เนาะအမှန်ချစ်လေးချစ်ပေးပါเนาะအောက်မှာပေးထားတဲ့ဇယားကွက်တွေထဲမှာအမှန်ချစ်လေးချစ်လိုက်ရုံပါပဲ Then ထို့နောက်မှာ comment your answer with a partner ကိုယ့်ရဲ့အဖြေကိုတခြားတငယ်ချင်းတစ်ယောက်ယောက်နဲ့ compare နှိုင်းယှဉ်ရပါမယ် Okay ဒါဆိုရင် the first person is parent เนาะ parent ဆိုတာဟာမိဘ Okay ဒါဆိုရင်မိဘဆိုလို့ရှိရင်ကျတို့က a little polite နည်းနည်းပဲယဉ်ကျေးရမှာလား polite ယဉ်ကျေးရမှာလားဒါမှမဟုတ်ရင် very polite အလွန်ကိုမှယဉ်ကျေးရမှာလားပေါ့เนาะကိုထင်တဲ့အဖြေကိုအကွက်မှာ tick လုပ်လိုက်ရုံပါပဲ Okay နောက်တစ်ခုက sibling ဆိုတာမောင်နှမတွေပေါ့မောင်နှမတွေဆိုလို့ရှိရင်ရော a little polite or very polite Okay grandparent အဘိုးအဘွားတွေကိုပြုမှုပြောဆိုတဲ့အခါမှာa little polite နည်းနည်းပဲယဉ်ကျေးရမှာလား polite ယဉ်ကျေးရမှာလား very polite အလွန်ကိုမှယဉ်ကျေးရမှာလား Okay နောက်တစ်ခုကတော့ close friend ပေါ့နော်ကိုနဲ့ရင်းနှီးတဲ့တငယ်ချင်းဆိုလို့ရှိရင် a little polite or very polite neighbor အိမ်နီးချင်းတွေနဲ့ပတ်သက်လို့ရှိရင်ရော a little polite or very polite เนาะကိုထင်တဲ့အဖြေကိုကိုလုပ်လို့ရပါတယ် Okay another one is teacher Okay ဒါဆိုရင်ဆရာမတွေနဲ့ပတ်သက်ပြီးတော့a little polite နည်းနည်းပဲယဉ်ကျေးရမှာလား polite ယဉ်ကျေးရမှာလား very polite အလွန်ကိုမှယဉ်ကျေးရမှာလား Okay နောက်တစ်ခုက school principal ကျောင်းကြီးနဲ့နောက်ပြုမှုပြောဆိုတဲ့အခါမှာ a little polite နည်းနည်းပဲယဉ်ကျေးရမှာလား polite ယဉ်ကျေးရမှာလား very polite အလွန်ကိုမှယဉ်ကျေးရမှာလား Okay classmate အတန်းဖော် Okay အတန်းဖော်တွေနဲ့ပတ်သက်လို့ရှိရင်ရောဘယ်လိုမျိုးပြုမှုတုံ့ပြန်ရမလဲ Okay ပြီးရင် cleaner တန်ရှင်းရေးသမားတွေနဲ့ပြုမှုပြောဆိုတဲ့အခါမှာဘယ်လိုမျိုးတုံ့ပြန်မလဲပြီးရင် shopkeeper ဈေးဆိုင်ပါရှင်တွေနဲ့ပြုမှုပြောဆိုတဲ့အခါမှာဘယ်လိုမျိုးတုံ့ပြန်မလဲပြီးရင် traffic policeman เนาะဒီယာဉ်ထိန်းရဲတွေပေါ့ယာဉ်ထိန်းရဲတွေနဲ့ပြုမှုပြောဆိုတဲ့အခါမှာဘယ်လောက်ထိယဉ်ကျေးရမှာလဲเนาะပြီးရင် medical doctor ဆရာဝန်တွေနဲ့ပတ်သက်ပြီးတော့ပြောဆိုဆက်သွယ်တဲ့အခါမျိုးတွေမှာရောa little polite နည်းနည်းပဲယဉ်ကျေးရမှာလား polite ယဉ်ကျေးရမှာလား very polite เนาะအလွန်ကိုမှယဉ်ကျေးရမှာလားပေါ့เนาะ Okay ဒါလေးတွေတစ်ချက်ကိုဖြေပေးပါ Let's look at number 2 questions. Read the following manners. အောက်မှာပေးထားတဲ့ manners အပြုအမူတွေကိုဖတ်ပါဖတ်ပြီးတော့ decide ဆုံးဖြတ်ပါ whether each manner is good or bad เนาะဒီအပြုအမူတစ်ခုချင်းစီက good ကောင်းတာလားဒါမှမဟုတ်ရင် bad ဆိုးတာလားဆိုတာကို decide ဆုံးဖြတ်ပေးပါ mark your answer မင်းရဲ့အဖြေတွေကို မှတ်သားထားပါเนาะကောင်းတယ်ဆိုလို့ရှိရင်ကောင်းတယ်ဆိုတဲ့အကွက်မှာเนาะအမှန်ချစ်လေးချစ်မယ်เนาะဆိုးတယ်လို့ထင်လို့ရှိရင်လည်းပဲဆိုးတယ်ဆိုတဲ့ဒီ bad အကွက်မှာကျတို့အမှန်ချစ်လေးချစ်ပါမယ် then ထို့နောက်မှာ comment your answer မင်းရဲ့အဖြေကိုနှိုင်းယှဉ်ပါ with a partner ကိုယ့်ရဲ့တငယ်ချင်းတစ်ယောက်ယောက်နဲ့နှိုင်းယှဉ်ရပါမယ် Okay ဒါဆိုရင်ဒီမှာ manners ဆိုပြီးတော့12ချက်ပေးထားပါတယ် Okay ဒါဆို the first manner is saying please and thank you เนาะကျေးဇူးတင်ပါတယ်ပြီးတော့ပြီးရင်ကျေးဇူးပြု၍เนาะဒီလိုမျိုးပြောခြင်းဟာဆိုရင် good or bad ပေါ့เนาะကောင်းတဲ့အပြုမူလားဆိုးတဲ့အပြုမူလားပေါ့เนาะ Okay ဒါဆိုရင်တယောက်ယောက်ကိုကျေးဇူးပြု၍ဒါမှမဟုတ်ကျေးဇူးတင်ပါတယ်လို့ပြောခြင်းဟာဆိုရင် good manner ပဲဖြစ်ပါတယ်အဲကြောင့်မလို့ good အကွက်မှာဘာလုပ်မလဲဆိုရင် tick လုပ်ပါမယ် Okay ပြီးရင် number 2ကတော့ speaking loudly on the mobile phone in public places အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာเนาะ speaking loudly စကားအကျယ်ကြီးပြောတာမျိုးပေါ့เนาะ on the mobile phone ကနေပြီးတော့စကားအကျယ်ကြီးပြောခြင်းဟာဆိုရင် good or bad ကောင်းတဲ့အပြုမူလားဆိုးတဲ့အပြုမူလား Okay
Number 3 is talking with your mouth full เนาะပါဇက်ကြီးတစ်လုံးတစ်ခဲနဲ့စကားတွေပြောတာဟာเนาะ good or bad ပေါ့เนาะကောင်းတာလားဆိုးတာလား Okay, number 4 is giving FURC to an error. Giving as ဆိုတာပေးလိုက်တာပေါ့ URC ကိုယ့်ရဲ့ထိုင်ကုန်ကိုမင်းရဲ့ထိုင်ကုန်ကိုပေးလိုက်ခြင်း to an error. error ဆိုတာဟာကိုယ့်ရဲ့အသက်ကြီးတဲ့သူကိုကိုယ့်မင်းရဲ့ထိုင်ကုန်ကိုပေးလိုက်ခြင်း When using public transport အများပြည်သူနဲ့ဆိုင်တဲ့တည်ယူပို့ဆောင်မှုတွေကိုအသုံးပြုနေတဲ့အချိန်မှာကိုယ့်ရဲ့အသက်ကြီးတဲ့လူကိုထိုင်ကုန်ပေးလိုက်ခြင်းဟာ good manners or bad manners ပေါ့နော် Okay good လို့ထင်တယ်ဆိုရင် good အကွက်မှာတစ်လုပ်ပါbad လို့ထင်တယ်ဆိုရင်တော့ bad အကွက်မှာတစ်လုပ်ရပါမယ် Okay number 5ကတော့ interrupting someone while he or she is speaking interrupting someone တစုံတစ်ယောက်ကိုကြားဖြတ်ပြီးတော့ဝင်ရောက်ပြောဆိုခြင်း while he or she is speaking သူဒါမှမဟုတ်သူမစကားပြောနေတဲ့အချိန်မှာသွားပြီးတော့စကားကိုကြားဖြတ်ဝင်ရောက်ပြောဆိုခြင်းဟာ good or bad เนาะ Okay number 6ကတော့ using abuses or bad language เนาะabuses ဆိုတာဟာဆဲရေးတိုင်းထွာတဲ့စကားလုံးတွေကိုသုံးပြီးတော့ပြောခြင်းအော်ဒါမှမဟုတ် bad language မကောင်းတဲ့အသုံးအနှုန်းတွေသုံးပြီးတော့ပြောဆိုခြင်းဟာ good or bad ကောင်းတာလားဆိုးတာလားပေါ့နော် Okay ပြီးရင် number 7ကတော့ paying respect to your elders ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို respect ပေးခြင်းဟာဆိုရင်တဲ့ good or bad ကောင်းတာလားဆိုးတာလား Okay number 8ကတော့ bowing your head နော်ကိုယ့်ရဲ့ခေါင်းလေးကိုငုံလိုက်တာ when you walk before elders ကိုယ့်ထက်ကြီးတဲ့သူတွေရဲ့ရှေ့ကနေပြီးတော့လမ်းလျှောက်တဲ့အချိန်မှာခေါင်းကိုငုံလိုက်ခြင်းဟာဆိုရင် good or bad ကောင်းတာလားဆိုးတာလား Okay number 9ကတော့ smoking in non-smoking area ဆက်လိပ်မတောက်ရဘူးဆိုတဲ့နေရာတွေမှာ smoking ဆက်လိပ်တောက်ခြင်းဟာ good or bad ကောင်းတာလားဆိုးတာလား Okay number 10 is spitting in public places အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ spitting တရွေးထွေးခြင်းဟာကောင်းတာလားဆိုးတာလား Okay ပြီးရင် number 11ကတော့ putting away litter in the dustbin ပေါ့နော် Okay putting away စွန့်ပစ်လိုက်ခြင်း litter အမှိုက်တွေကိုစွန့်ပစ်လိုက်ခြင်း in the dustbin dustbin နော်အမှိုက်ပုံးထဲမှာအမှိုက်တွေကိုစွန့်ပစ်လိုက်ခြင်းဟာဆိုရင်good or bad ကောင်းတဲ့အပြုမှုလားဆိုးတဲ့အပြုမှုလား Okay number 12ကတော့ covering your mouth ကိုယ့်ရဲ့ပါးစပ်ကိုအုပ်လိုက်ခြင်း with your hand when you cough ချောင်းဆိုးလိုက်တဲ့အချိန်မှာလက်နဲ့ပါးစပ်ကိုအုပ်လိုက်ခြင်းဟာဆိုရင် good or bad ကောင်းတာလားဆိုးတာလားပေါ့နော် Okay ဒါလေး Okay number 3မှာတော့ answer the following questions အောက်မှာပေးထားတဲ့မေးခွန်းတွေကိုဖြေပေးပါဆိုပြီးတော့နောက်ထပ်မေးခွန်း3ခုပေးထားပါတယ်အဲဆိုရင်ဒီမှာ number A ကကြတော့ do you think မင်းထင်ပါသလား you are always polite မင်းကအမြဲတမ်းယဉ်ကျေးတယ်လို့ထင်ပါသလား Okay ထင်တယ်ဆိုလို့ရှိရင် give example เนาะဥပမာတွေနဲ့ပေးပါပေါ့ဥပမာတွေပေးပါ Okay နံပါတ် B ကကြတော့ mention ဖော်ပြပေးပါ some polite manner အချို့သောယဉ်ကျေးတဲ့အပြုအမူတွေကိုဖော်ပြပေးပါ in Myanmar culture မြန်မာယဉ်ကျေးမှုမှာရှိနေတဲ့အချို့သောယဉ်ကျေးတဲ့အပြုအမူတွေကိုဖော်ပြပေးပါဥပမာအားဖြင့်လူကြီးသူမတွေရှေ့ကိုဖြတ်ပြီးတော့လမ်းလျှောက်မယ်ဆိုရင်လက်ပိုက်ခေါင်းငုံပြီးတော့လမ်းလျှောက်တာမျိုးပေါ့နော်ဒီလိုမျိုးကိုသိတဲ့ယဉ်ကျေးတဲ့အပြုအမူတွေကိုဖော်ပြပေးပါတဲ့နော် Okay ဒါဆိုရင် number C ကကြတော့ do ဖြစ်ပါသလား other people's manner အခြားလူတွေရဲ့အပြုအမူတွေဟာ sometimes တခါတရံမှာ annoy you နော်မင်းကိုစိတ်အနှောက်အယှက်ဖြစ်စေပါသလား if so အဲ့လိုဖြစ်တယ်ဆိုရင် which one ဘယ်တစ်ခုလဲပေါ့နော် Okay ဒါဆိုရင်ဒီမေးခွန်း3ခုကိုဖြေပေးပါ Okay ဖြေပြီးပြီဆိုရင်တော့ let's read the passage ခြေတို့စာပိုက်ကိုသွားပါမယ် Okay manner နော် manner ဟာဆိုရင် refers to ရည်ညွှန်းပါတယ် the way of doing something တစ်စုံတစ်ခုကိုပြုလုပ်တဲ့နည်းလမ်းကိုရည်ညွှန်းပါတယ် manners ကကြတော့ refers to ရည်ညွှန်းပါတယ် the way a person behaves လူတစ်ယောက်ပြုမှုတဲ့နည်းလမ်းကိုရည်ညွှန်းပါတယ် in society လူအဖွဲ့အစည်းမှာလူတစ်ယောက်ပြုမှုတဲ့နည်းလမ်းကိုရည်ညွှန်းပါတယ် That's ဒါကြောင့်မို့လို့ manners အပြုအမူတွေဟာဆိုရင် can be good ကောင်းတာလည်းဖြစ်နိုင်တယ် or ဒါမှမဟုတ်ရင် bad ဆိုးတာလည်းဖြစ်နိုင်ပါတယ် polite ယဉ်ကျေးတာလည်းဖြစ်နိုင်တယ်လို့ or ဒါမှမဟုတ်ရင် impolite မယဉ်ကျေးတာလည်းဖြစ်နိုင်ပါတယ်
For example ဥပမာအားဖြင့် in our Myanmar culture and society နော်ငါတို့ရဲ့မြန်မာယဉ်ကျေးမှုနဲ့လူအဖွဲ့အစည်းမှာဆိုရင် at meal times ဆိုတာထမင်းစားတဲ့အချိန်ကိုပြောတာပါထမင်းစားတဲ့အချိန်မှာဆိုရင် it is bad manners အဲ့ဒါဟာမကောင်းတဲ့အပြုအမူဆိုးတဲ့အပြုအမူပဲဖြစ်ပါတယ် for a junior to start eating အငယ်တယောက်ဟာစတင်ပြီးတော့အစားအစာတွေကိုစားခြင်းဟာတကယ်ကိုမှ bad manners ပဲဖြစ်ပါတယ် before a senior does အကြီးတယောက်ယောက်ကမစားခင်မှာအငယ်တယောက်ယောက်ကအစားအစာကိုစပြီးစားလိုက်ခြင်းဟာဆိုရင်အဲ့ဒါဟာ bad manners ပဲဖြစ်ပါတယ် it is always polite အဲ့ဒါဟာဆိုအမြဲတမ်းယဉ်ကျေးတဲ့အပြုအမူပဲဖြစ်ပါတယ် for a junior အငယ်တယောက်အတွက် to listen with emphasis နော် emphasis ဆိုတာဟာလက်ပိုက်ထားတာပြောတာပါလက်ပိုက်ပြီးတော့စကားနားထောင်ခြင်းဟာဆိုရင်တကယ်ကိုမှယဉ်ကျေးတဲ့အပြုအမူပဲဖြစ်ပါတယ် why စဉ်တွင် he or she is spoken to နော်သူဒါမှမဟုတ်သူမဟာစကားပြောနေတဲ့အချိန်မှာ by a senior နော်အကြီးတယောက်ယောက်အားဖြင့် such as နော်တကယ်သူ a parent or teacher မိဘဒါမှမဟုတ်ဆရာဆရာမတယောက်ယောက်နဲ့စကားပြောနေတဲ့အချိန်မှာလက်ပိုက်ပြီးတော့နားထောင်ခြင်းဟာဆိုရင်အမြဲတမ်းယဉ်ကျေးတဲ့အပြုအမူပဲဖြစ်ပါတယ် one important point to bear in mind စိတ်ထဲမှာမှတ်သားထားရမယ့်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ is ဖြစ်ပါတယ် that အဲ့ဒါကတော့ every society and culture နော်လူအဖွဲ့အစည်းတိုင်းနဲ့ယဉ်ကျေးမှုတိုင်းမှာဆိုရင် has ရှိပါတယ် is list of good or bad manners နော်ကောင်းတဲ့အပြုအမူတွေရှိသလိုဆိုးတဲ့အပြုအမူတွေလည်းရှိပါတယ် generally speaking ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် some manner အချို့သောအပြုအမူတွေက are universal ဆိုတာဟာအများလက်ခံကျင့်သုံးနိုင်တော့เนาะဒါကြောင့်မလို့အချို့သောအပြုအမူတွေဟာဆိုရင်အများလက်ခံကျင့်သုံးနိုင်တဲ့အပြုအမူတွေပဲဖြစ်ပါတယ် why စဉ်တွင် some are culture specific အချို့အပြုအမူတွေက culture specific ယဉ်ကျေးမှုနဲ့ဆိုင်တဲ့နော်အပြုအမူတွေဖြစ်ပေမဲ့အချို့အပြုအမူတွေကတော့အများလက်ခံကျင့်သုံးလေးရှိတဲ့အပြုအမူတွေပဲဖြစ်ပါတယ် this အဲ့ဒါဟာဆိုရင် means that ဆိုလိုပါတယ် a manner အပြုအမူတစ်ခုဟာဆိုရင် which is acceptable in one society လူအဖွဲ့အစည်းတစ်ခုမှာလက်ခံနိုင်တဲ့အပြုအမူတစ်ခုဟာ may not be tolerated နော်သိခံနိုင်မှာမဟုတ်ပါဘူး in another အခြားလူအဖွဲ့အစည်းတစ်ခုမှာသိခံနိုင်မှာမဟုတ်ဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်လက်ခံနိုင်မှာမဟုတ်ဘူးလူအဖွဲ့အစည်းတစ်ခုမှာလက်ခံထားတဲ့အပြုအမူတစ်ခုဟာအခြားလူအဖွဲ့အစည်းတစ်ခုမှာလက်ခံမှာမဟုတ်ဘူး for instance ဥပမာအားဖြင့် bleaching or breaking wind in company နော် bleaching ဆိုတာလေ့ကျင့်တတ်ခြင်း or ဒါမှမဟုတ် breaking wind လေ့လည်ခြင်း in company မှာခြေလိုလေ့လည်ခြင်းဒါမှမဟုတ်ရင်လေ့ကျင့်တတ်ခြင်းဟာဆိုရင် may be quite acceptable အတော်လေးကိုမှလက်ခံကောင်းလက်ခံနိုင်ပါတယ် in one society လူအဖွဲ့အစည်းတစ်ခုမှာလက်ခံကောင်းလက်ခံနိုင်တယ်ဆိုပေမဲ့ but ဒါပေမဲ့ not tolerated in another အခြားလူအဖွဲ့အစည်းတစ်ခုမှာတော့လက်ခံခြင်းမှာလက်ခံပါလိမ့်မယ်ဒါကြောင့်မို့လို့ in one's home or elsewhere တယောက်ယောက်ရဲ့အိမ်တစ်အိမ်မှာဒါမှမဟုတ်ရင်နေရာတစ်နေရာမှာ good manners အပြုအမူကောင်းတွေရှိခြင်းဟာဆိုရင် are vital အရေးကြီးပါတယ် for a pleasant atmosphere pleasant ဆိုတာဟာနှစ်လိုပဲကောင်းသော atmosphere ဆိုတာပတ်ဝန်းကျင်ပေါ့နော်အဲဆိုနှစ်လိုပဲကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ရန် good manners တွေဟာအရေးကြီးပါတယ်ပြီးတော့ for getting on well in life ဘဝမှာအဆင်ပြေပြေနေထိုင်နိုင်ဖို့ရန်အတွက်အရေးကြီးပါတယ် good manners တွေဟာဆိုရင်တကယ်ကိုမှအရေးကြီးပါတယ် that's ဒါကြောင့်မို့လို့ showing respect to other person အခြားလူတစ်ယောက်ကို showing respect နော်လေးစားမှုပြသခြင်း offering help အကူအညီပေးခြင်းပြီးရင် greeting appropriately သင့်တော်စွာနှုတ်ဆက်ခြင်း ပြီးတော့ saying I'm sorry နော်တောင်းပန်စကားပြောခြင်း when having done a wrong နော်အမှားတစ်ခုခုပြုလုပ်ပြီးတဲ့နောက်မှာတောင်းပန်စကားပြောခြင်းဟာဆိုရင် are all good manners တကယ်ကိုမှအပြုအမူကောင်းတွေပဲဖြစ်ပါတယ် now ယခု let us see ကြည့်လိုက်ရအောင်
How manners are acquired အပြုအမူကောင်းတွေဟာအပြုအမူတွေဘယ်လိုရရှိလာလဲဆိုတာကိုကြည့်လိုက်ရအောင် Okay ဒီ channel တူတူနောက်ထပ်သင်ခန်းစာအကြောင်းအရာတွေကိုလေ့လာဖို့ရန် subscribe button လေးကိုနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့